Hi 皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟာဟီဖူဟဲဟိုရဲ့ရင်းနှီးလေးတွေကိုရေးပြသွားမှာဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ပြီးတော့မှလေ့လာကြည့်ကြရအောင်အရင်ဆုံးဟာပေါ့နော် H A ဟာနော်သူကကြတော့အရင်ဆုံးဒီဘက်မြင်းချောင်းလေးကိုဆွဲပါမယ်တစ်ချက်နှစ်ချက်ပြီးဒီဘွားလေးကနေလာပြီးတော့မှဒီဘက်ကိုလာမယ်သုံးချက်ပေါ့နော်ဒါလေးကဟာဖြစ်ပါတယ်အဲ့တော့မိနာဆန်တို့ကခါတိုင်းတို့ပဲဒီလိုမျိုးလေးဒီပထမဆုံးတစ်ချက်လေးကိုတစ်ချောင်းလိုက်ရေးသွားပြီနော်နောက်တစ်ချောင်းမှာကျတော့ဒီဒုတိယအချက်လေးကိုရေးမယ်နော်ဒီလိုမျိုးလေးရေးသွားမယ်နော်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်နော်နောက်ဆုံးတစ်ချောင်းလေးမှာကျတော့သုံးချက်လုံးပါတဲ့ဟာလေးကိုရေးပါမယ်တစ်ချက်နှစ်ချက်သုံးချက်နော်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ဒါလေးကတော့ဟာဖြစ်ပါရဲ့နောက်တစ်လုံးကဟီပါဟီနော်သူကကြတော့အကုန်လုံးပေါင်းမှာသူတစ်ချက်ပဲဆွဲမှာပေါ့နော်ဒါဒီလိုမျိုးအောက်ကလေးဝိုင်းဝိုင်းလေးပေါ့နော်ဟိုလေးတဲဦးလေးလို့လားအမျိုးခွက်ကလေးလို့လားအဲ့လိုဝိုင်းဝိုင်းလေးဆွဲမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီဘက်လေးကနေလာနော်လာပြီးတော့အောက်ကိုဆွဲဝိုင်းဝိုင်းလေးလာပြီးတော့အပေါ်ကိုတက်ပြီးတော့ဒါလေးပေါ့နော်သူတစ်ချက်ထဲပါပဲဟီလေးဖြစ်ပါရဲ့နော်မျိုးလေးလာမယ်နော်လေးနော်ဟုတ်ပြီဒါလေးကတော့ hit ဖြစ်ပါရဲ့နောက်တစ်ခုက fu ကကြတော့ fu ပေါ့နော်သူကနေရင်းနှီးလေးတွေတော့ဒီဟာလေးကနည်းနည်းတော့ကွဲကြရပေါ့နော်ဒါပေမဲ့ဒါရှိတော့ကတော့လွယ်တဲ့နီးလေးပေါ့နော်သူတို့လေးရေးရပေါ့နော်တော့အရင်ဆုံးဒီဟာပေါ့နော်ဒီလိုနှစ်သေးလေးပေါ့နော်နှစ်အသေးလေးကိုရေးလိုက်ပဲနော်နှစ်အသေးလေးရေးပြီးရဲ့ချိန်ကျတော့ဒီအောက်ကနေပြီးတော့နည်းနည်းနှစ်ကြီးကြီးလေးရေးမယ်နော်ပြီးချိန်ကျတော့ဒီကနေပြီးတော့မှမျိုးလေးလာမယ်နော်ဒါလေးကတော့လေတယောက်နဲ့တယောက်ရင်းနှီးလေးတော့မတူဘူးပေါ့နော်ရေးတော့ရေးကြပါရဲ့ဒါပေမဲ့ဒါရှိကဒီရင်းနှီးလွယ်တဲ့ဟာလေးကိုရေးပြထားတာဖြစ်ပါတယ်အဲ့တော့တစ်ချက်ပေါ့နော်အဲ့လိုလေးဆွဲမယ်နောက်တစ်ခါတစ်ချက်နှစ်ချက်နှစ်ချက်ပြီးတော့တစ်ချက်နှစ်ချက်သုံးချက်နော်ချက်နှစ်ချက်သုံးချက်နောက်ဆုံးတစ်ချက်နှစ်ချက်သုံးချက်လေးချက်တစ်ချက်သုံးချက်လေးချက်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်နော်ဒါလေးကတော့ဖူးဖြစ်ပါတယ်ပြီးတော့နောက်ကဟဲသွားလွယ်လွယ်လေးပေါ့နော်အဲ့တော့သွားဒီလိုမျိုးလေးပဲတစ်ချက်လေးပဲဆက်ရုံမယ်နော်တရှိဟိုတောင်ကုန်းလေးလို့ပေါ့နော်တောင်ကုန်းလေးလို့ ਨੇ တူရပေါ့နော်ဒီဘက်ကနည်းနည်းလေးတူမယ်ဒီဘက်ကတော့ရှည်မယ်ပေါ့နော်အဲ့လိုလေးနော်လိုလေးသွားလိုမျိုးလေးလာလေးသွားလေးလာနော်လိုမျိုးလေးသွားလိုမျိုးလေးလာဒါလေးကတော့ hair ဖြစ်ပါတယ်ဒီဟာလိုင်းမှာရှိတဲ့နောက်ဆုံးအလုံးလေးပေါ့နော်နောက်ဆုံးအလုံးလေးကတော့ hole ဖြစ်ပါတယ် hole လေးကလေဘာနဲ့တူလဲဆိုတော့ဒီဟာလေးနဲ့တူတူပဲနော်ဟာလေးကိုနဲ့တူတာကိုမှသွားဒီအလဲအကြောင်းလေးကဒီမှာပိတ်သွားတာပေါ့နော်အဲ့တော့ပိတ်ကလေးပေါ့နော်အဲ့ဒါလေးပဲကွာသွားမယ်နော်အဲ့တော့လိုက်ပြီးတော့ကြည့်ကြမယ်နော်အဲ့တော့သူကဒီဘေးကတစ်ချောင်းလေးကိုအရင်ဆွဲမယ်နော်ပြီးတော့ဒီဟာလေးဒီအပေါ်ဆုံးတစ်ချောင်းလေးကိုအရင်ဆွဲမယ်နော်ပြီးတော့မှဒီအောက်ကတစ်ချောင်းလေးကိုဆွဲမယ်ပြီးတော့ဒီထိတ်ကလေးကနေကိုလာမယ်နော်ထိတ်ကလေးကနေလာပြီးတော့မှဟာလေးလိုပဲဒီဘက်လေးကိုသွားမယ်နော်ဟာလေးဆိုရင်တော့ဒီအချောင်းလေးမပါဘူးနော်အဲ့တော့တစ်ချက်ဆွဲမယ်နော်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်နော်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ပြီးမှဒီကနေဆွဲမယ်၄ချက်နော်တစ်ချက်နှစ်ချက်သုံးချက်၄ချက်တစ်ချက်နှစ်ချက်သုံးချက်၄ချက်ဒါလေးကတော့ဟိုလေးဖြစ်ပါတယ်အဲ့တော့ဟာဟီဖူဟဲဟိုပေါ့နော်ဒါကြီးကပူသွားရတော့ကြည့်အဲ့တော့ဒီရွာပေါ့နော်ဒီနေ့အတွက်ကတော့ဟာဟီဖူဟဲဟိုလိုင်းလေးကိုရေးပြသွားတာဖြစ်ပါတယ်မိနာဆန်တို့လည်းအတူတူလိုက်ပြီးတော့ရေးကြည့်ကြမယ်နော်ကဲအားလုံးပဲနောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြန်ပြီးတော့တွေ့ပါမယ်